19 ကနေ25နှစ်ကြာလူငယ်တွေအတွက်တီးတန့်စီစဉ်ထားတဲ့အတန်းသစ်လေးကြောင်းနဲ့မိတ်ဆက်ပေးကြပါတယ်။အဲ့ဒီအတန်းလေးမှာကိုပြောတက်ဆိုတက်ပေါင်းသစ်ဆက်ဆံတက်သွားအောင်တလတာအတွင်းလေ့ကျင့်ပေးမှာပါ။အဲ့ဒါတွေအပြင် daily makeup ကနေပွဲတက် makeup အထိ makeup လိမ့်ကြီးအမျိုးမျိုးစားသောက်မှုအမှုအရာ handbag အနေထိုင်တပ်ပုံရိုက်တဲ့အခါမှာ post ပေးနေအမျိုးမျိုးဝတ်စားဆင်ရင်မှုတွေနဲ့လူရှိသူရှိမှာစကားပြောတဲ့အတတ်ပညာတွေအထိကိုအစင်မြင့်တင်သွားနိုင်အောင်လို့လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။သင်ခန်းစာတွေကိုနိုင်ငံတကာအဆင့်မြင့်တရုံညွှန်းနှမ်းများအတိုင်းလည်းပြုစုလေ့ကျင့်သင်ကြားပေးမှာပါ။အဲ့ဒီသင်တန်းလေးမှာ teacher ကိုရိုင်းရောဝါရင်အလှမဲ့ teacher အိမ်မြတ်ချက် teacher Sam တို့ကပါဝင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။တန်းလေးရဲ့နာမည်ကို Beauty and Confidence Advanced Training လို့နာမည်ပေးထားပါတယ်။ Smart ကြတဲ့လူငယ်တိုင်းကို Beauty and Confidence Advanced Training ကနေကြိုးစိုးနေပါတယ်။အတန်းကျောင်းလေးကိုသိချင်တယ်ဆိုလို့ရှိရင် BAC လို့ခုမှတ်လေးမှန်ပေးနော်အသေးစိတ်လေးရှင်းပြပေးပါမယ်။